ကိုတို့တွေရောက်ဝေးခဲ့ကြပြီလေရင်ထဲမှာတွေ့ရင်မင်းချောင်းနဲ့ရှာဖွေတို့တွေရောက်ရဲ့ချစ်တွေကံကုန်ပြီးလာလေအဖြေလေးတစ်ခုလောက်ပြောပြခဲ့ပါဦးလေဘယ်တော့မှပြောင်းလဲမသွားတဲ့ကိုရဲ့ချစ်တွေမင်းတွေမြဲရှိမယ်လေအတွေ့တွေကပေါ်ရင်လေးတွေမဲလို့ရတဲ့ရင်နေရဲ့တွေရောင်ချကြပဲခွဲမတော့ပါနဲ့ကောင်းမလေးရဲ့ကိုမကိုနဲ့ချင်လောက်လဲချီပါမယ်ချင်နာမှုတွေပေးခဲ့တာပါလေမလို့ချင်လို့ထွက်သွားတော့လွမ်းရလိမ့်မယ်တို့တွေရောက်ရဲ့ချောင်းတွေပြန်တွေ့ချီပါဦးလေချစ်ချင်ရဲ့ကောင်းချင်တွေမင်းနဲ့မသိခဲ့တော့လေဘယ်တော့မှပြောင်းလဲမသွားတဲ့ကိုရဲ့ချစ်တွေမင်းတွေမြဲရှိမယ်လေရောက်ကြကြပဲခွဲမသွားပါနဲ့ကောင်းမလေးရဲ့ကိုယ်ပိုင်ကိုယ်ချစ်လောက်လဲချီပါမယ်အမတ်တရားဖြင့်အမြဲတမ်းချမ်း